Hello အားလုံးပဲမင်္ဂလာပါအခု channel ကရွှေနွားလေး organic ဒင်းချင်းနဲ့မုတ်ဆိုင်ကိုရောက်နေပေါ့နော်တီရီမင်္ဂလာစီအကျော်ကအေးအိမ်မွန်လမ်းမှာရှိတဲ့ရွှေနွားလေးဒင်းချင်းဆိုင်ကိုရောက်နေရပါရှင် Okay, let's go.ဒါကဆိုင်ထဲမှာပေါ့နော်အလုပ်ကိစ္စစကားပြောချင်လို့ပဲဖြစ်ဖြစ်မိသားစုတွေတငယ်ချင်းတွေအေးစစ်စစ်နဲ့စားလို့ရအောင်လို့ဒါဆိုင်ရဲ့အထက်ကအပြင်ဆင်လေးပေါ့နော်ဆိုင်မှာတော့မစားပြတ်တော့ဘူးပေါ့နော်ခလေးငယ်လေးနဲ့မို့လို့အိမ်ဝဲပါဆယ်ဆွဲသွားပါပြီဒါအခုချမ်းတို့ရွှေနွားလေးရနေပြီးတော့ဝယ်လာတယ်ပေါ့နော်မုတ်ကလေးတွေကိုချမ်းကတစ်ခုချင်းစီပြပေးပဲပေါ့နော်ချမ်းတို့အမြဲတမ်းသွားစားပြစ်တယ်ဝယ်ပြစ်တာဆိုရင်တော့ဒိန်ချင်းကိုလေအမြဲတမ်းဝယ်ပြစ်တယ်ပေါ့နော်သူကဒိန်ချင်းကိုဒီထက်ညက်နဲ့လည်းရှိတယ်တကြားနဲ့လည်းရှိတယ်ချမ်းတို့ကတော့ဘူးသေးလေးပဲဝယ်တယ်သူကဘူးကြီးလည်းထွက်တယ်ပေါ့နော်ဘူးသေးလေးကြတော့လေကိုကတောက်ပြီးသွားရင်တစ်ခါတောက်ပြီးသွားရင်ကိုကလှုပ်ပစ်လိုက်အောင်ပဲပေါ့နော်ဘူးကြီးကြတော့ထက်ခါဖောက်တောက်လိုက်ပိတ်လိုက်ပေါ့နော်အဲ့လိုကြတော့လဲတိတ်ပြီးတော့မကြိုက်တော့လေဘူးသေးလေးနှစ်ဘူးဝယ်လာတယ်ပေါ့နော်ဒါကသူကထက်ညက်နဲ့ရွှေနွားလေးသူကလေနွားနို့စစ်နဲ့လှုပ်ထားတာပေါ့နော်ဒါကဒိန်ချင်းပြီးတော့သူကလေနာမည်ကြီးတာနောက်တစ်ခုကလေမန္တလေးဖတ်ထုတ်အိုးကက်ကျော်ပေါ့နော်ဖတ်ထုတ်လေးကိုသူကအိုးကက်ကျော်ပေါ့နော်စီလဲမပါတလောက်ပဲပေါ့နော်သူကကြော်ထားတာပါဒါကသူကဒါဖတ်ထုတ်အိုးကက်ကျော်ဟာလေးချမ်းတော့နှစ်ပွဲဝယ်လာတယ်တပွဲဆိုရင်လေမဝလို့လေနှစ်ပွဲဝယ်လာတယ်ပေါ့နော်အဲဆိုင်မှာကျတော့ဝယ်ထားတဲ့ဟာလေးတွေဗီဒီယိုမရိုက်ပြပြလို့လေသူကဖတ်ထုတ်ကျော်စီနေတယ်ဒါသူ့ရဲ့အချင်းလေးရတယ်ဆိုတော့တဘာဝအချင်းပေါ့နော်မကြီးအချင်းကိုလေသူကတဘာဝအတိုင်းပဲဒါလေးကမန္တလေးအိုကတ်ဖတ်ထုတ်ကျော်နောက်တစ်ခုကကျတော့သူကလေဟိုချောကလက်တုံးလေးတွေသိလားချမ်းပထမဦးဆုံးတစ်ခေါက်ဟိုကလေ Junction Square မှာတော့ဝယ်စားကြည့်တာလीအဲ့မှာတည်းကစားလို့ကောင်းတယ်သူကချောကလက်အမဲတုံးလေးအဲ့တော့တုံးပဲဝယ်စားတယ်အခုကတော့နှစ်တုံးအရန်စားကြင်လို့ခုနကတစ်ခိုက်ကြိုက်လိုက်တာသူကကြတော့ဟိုလေချောကလက်အရသာပေါ့အီလေးစားလိုက်ရင်လေသူကအီဖက်လေးစားဒါလေးကဒီတစ်ခေါက်ကျတော့မဝမှာဆိုလို့နှစ်တုံးဝယ်လာတယ်ဒါကကြတော့သူကလေကိတ်သားအီလေးမှာလေကိတ်သားအီလေးမှာသူကဒီမှာလေသူပြောမှဆိုရင်ဟိုကဒီဂျေရိုနက်တို့လိုမျိုးထဲမှာထည့်တာသူကဟိုခရီးယားလေးချင်းလေးစားလို့ကောင်းတယ်အထဲမှာတော့အဲ့လိုမျိုးချင်းလေးနဲ့လေဒါလေးကသူကအထဲမှာလေသူကအဲ့လိုမျိုးလေးအထဲမှာညှက်ပြီးသူကပမုတ်ဆိုရင်လေသူရဲ့အရသာလေးအီလေးနဲ့နှိုးရလာတယ်ပေါ့နော်ဒါလေးလည်းနှစ်ထုတ်ဝယ်လာတယ်ဒါလေးကညဘက်ဘိုက်ဆိုင်နဲ့စာမနဲ့အစာပြေပေါ့နော်စားလို့ရတယ်ဒါလေးကနှစ်ထုတ်ပြီးတော့လေအဲ့မှာဟိုကလေဒူးရင်ပီလိုတွေ့လို့ဝယ်လာတာစားတော့မစားကြည့်ဘူးအဲ့ထရေနာလေးမှာဝယ်မစားကြည့်ဘူးပေါ့နော်ဒူးရင်ပီလိုလည်းနှစ်ခုဝယ်လာတယ်အနံ့တော့မှ
ပိတ်ထားတာမှအနံ့မွေးနေရပဲသူအဲ့မှာရေးထားတာတော့ဒိုးရင်းသီးစစ်အသီးစစ်နဲ့လောက်ထားတယ်လို့ရေးထားတယ်ပေါ့နော်ဒါလေးလည်းမစားကြည့်ရသေးဘူးနောက်တော့ဒီဟာကျတော့လေသူကဟိုပါလေ cheese လို့ပြောတယ်အပေါ်ကသူ cheese အသားကြီးပဲဒါလည်းဟိုပါပေါ့စားကြည့်ကြလို့မစားအောင်စားတာမရှိဘူးကန်ရတာဝိတ်တော်တော်များတယ်သူကနို့အသားပေးထားမယ်လို့တော့ထင်တယ်နော်အဲ့ရွှေနာလေးကသူက organic စစ်ဆိုတော့လေဒါလေးကိုလည်းချမ်းကနှစ်ဘူးဝယ်လာကြည့်ပါတယ်ဝိတ်တော်ရှိတယ်အရသာရှိမဲ့ပုံလေးပဲနော်နောက်တစ်ခုကကျတော့သူဟိုဟာ cheese cake မို့ပေါ့ cheese cake ပေါ့77ကပုံစံမျိုးလေးပေါ့နော်ဒါလေးလည်းရွှေနွားလေးတစ်စိမ့်နဲ့သူက date လေးပါတယ်ပေါ့နော်ဝယ်ပြီးသွားပြီဆိုရင်ချက်ချင်းမစားဘူးဆိုရင်ရေခဲတက်တာတွေထည့်ပေါ့နော်ရေခဲတက်တာမထည့်ဘူးဆိုချင်သွားမှသူကတဘာဝနာတို့စစ်နဲ့လှုပ်ထားတာဆိုတော့လေနောက်ဝယ်လာတာကျတော့ဘာလဲဆိုတော့ဟိုဟာစီလုံဒီကိုအော်လေနှစ်ဘူးဝယ်လာတာတဘူးကိုကောင်းမှတောက်လိုက်တာပေါ့နော်တောက်တာသူကလေအဲ့မှာမလိုင်ဘက်ကြီးရတယ်မလိုင်ဘက်ကြီးကထည့်ရတာအခဲကြီးကအကြီးပဲတောက်လိုက်တာပထမတဘူးကလေဒါလည်းပါမှာပါမလိုင်ဘက်လေကောင်းတယ်သူကတော့နည်းနည်းအရသာဟွာပေါ့နည်းနည်းကြာစိမ့်ဘက်တော့သွားတယ်ဒါကိုကတော့စိုက်မှာပေါ့နည်းနည်းချိုတာကြိုက်တယ်ဆိုတော့ချိုတယ်လို့ပြောပြီးတော့သူချိုပေးမှာပေါ့နော်ချမ်းကြတော့လိုက်ဖေးရတာချိုပဲကြိုက်တယ်ကြာစိမ့်လို့ပါတော့မကြိုက်ဘူးပေါ့နော်ကဲဒါလေး review ပေးချင်လို့ပါရှင်တဘာဝဟိုပါပေါ့နော်နွားနို့စစ်နဲ့ထုတ်ထားတဲ့ရွှေနွားလေးကိုလမ်းကြုံရင်ပဲဖြစ်ဖြစ်အားပေးလို့ရအောင်လို့ပါရွှေနွားလေးဆိုင်ကလေးရလည်းအများကြီးရှိပါတယ်ကျေးဇူးပါ